Lover Data Analyst ဂျာနယ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ share ပေးချင်တာကတော့ Data Camp ကိုသုံးပြီးတော့ဘယ်လိုမျိုးလေ့ကျင့်လို့ရလဲပေါ့နော်ကျွန်တော်အမြဲပြောတယ်ကျွန်တော်အကြိုက်ဆုံး platform Data Camp ပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တခါမှမ share ပေးဘူး Data Camp ကိုသုံးပြီးတော့ဘယ်လိုမျိုးကိုသွားခြင်းတဲ့ career လမ်းကြောင်းကိုလေ့ကျင့်ရမလဲပေါ့ Data Camp မှာ feature လေးတစ်ခုပါတယ်သူက career track လို့ခေါ်တယ် career track ကဘာလို့လုပ်ရလဲဆိုတော့ဥပမာကိုက data scientist ဖြစ်ချင်တယ်ဆိုရင်သူမှာအဲ့လိုမျိုး data scientist အတွက်သူ customize လုပ်ထားတဲ့အဲ့လို module လေးတွေရှိတယ်ပေါ့နော်အလားတူပဲကိုက data analyst ဖြစ်ချင်တယ်ဆိုလဲအဲ့လိုပါပဲ module လေးတွေရှိတယ်အဲ့တော့ကျွန်တော်ဒီကနေ့ share ပေးပါမယ်အဲ့ဒါဘယ်မှာရှာရမလဲဘယ်လိုစပြီးတော့လုပ်ရမလဲ Okay အရင်ဆုံး data camp ကိုရင်သွားလိုက်မယ်ပေါ့နော်ဒီကမ်ကိုတော့မယ်ပြီးရင် login ဝင်ရမယ်ဒီ account လည်းမဟုတ်ဘူး Okay yeah ကျွန်တော် login account ရောက်ပြီဒီ account ကိုရောက်ပြီဆိုရင်ကိုကဒီမှာသူ့ရဲ့ဟိုလို့ပြောရမလဲ feature လေးရှိပေါ့နော်ဒီမှာ home မှာဆိုရင်ကို blog pages လောက်ထားလိုက်ပေါ့ဒါကတော့သူ့ရဲ့ experience level တွေပေါ့နော် daily strike ပေါ့ကျွန်တော်ကတော့မဖွင့်တာကြားပြီဆိုတော့ daily strike တောင်မှ0ဖြစ်နေပြီပြီးသွားရင်ဒီမှာပေါ့နော်land ဆိုတဲ့နေရာမှာ track ဆိုတာလေးရှိတယ်အဲ့မှာ career track ရှိတယ် and then skill track ဆိုတာလေးရှိတယ် skill track ကတော့ basically အရင်ပြောပြမယ်နော် skill track ကို skill track ကတော့ basically for programming skills ပေါ့ကြည့်လိုက်လေဒီမှာ AWS တို့Microsoft Azure Fundamental တို့ကျွန်တော်တို့ဒီ course ပြီးပါပြီပေါ့နော်ကျွန်တော်တို့ Microsoft တော့ Microsoft နဲ့ sign တဲ့ဟာလေးလေ့လာထားအောင်အရင်တော့and ဒါပြောပြပေးချင်တာဒီမှာ career track career track မှာ associate data analysis in SQL ဆိုတာရှိတယ်အရင်တော့ဒီပါ data analysis in SQL course ရကောင်းတယ်သူတို့က data camp မှာ PostgreSQL သုံးတယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲ SQL အနေနဲ့ကိုယ်ရပေါ့နော်အခုဒီမှာရှင်းပြပေးချင်တာ SQL PostgreSQL ရှိရယ် MySQL ရှိရယ် Oracle SQL ရှိရယ် SQL မှာရှိရယ်ပြီးတော့တခြား SQL တွေမျိုးလည်းရှိသေးကျွန်တော်သိမမှတ်မိတော့အဲ့တော့ထားပါတော့ဒီမှာကဘယ်လိုအသုံးဝင်လဲဆိုတော့သူကကျွန်တော်97ရာခိုင်နှုန်းပြီးတယ်ကျွန်တော် 100% မပြီးသေးဘူးเนาะအလုံးစောစားခြင်းတော့အရင်တိမ်ကြုံမျိုးလုပ်ထားအခုကတော့နောက်ပိုင်းကျတော့မလုပ်ဖြစ်တော့ဘူးပေါ့နော် anyway အဲ့တော့ဒီမှာ continue နေလိုက်သူကဒီလိုမျိုးပေါ့သူ့ရဲ့ဟိုဟာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့သူကဆက်စားခြင်းသူကဒီလို video လေးနဲ့ရှင်းပြမယ်ဒီမှာဆို date time component အနေနဲ့ aggregation ဘာနဲ့သူတို့ရှင်းပြမယ်ပေါ့နော်ရှင်းပြပြီးကိုကဒီဟာပြီးသွားပြီရှင်းပြတဲ့ဟာကိုနားလည်ပါပြီနားမလည်လည်းပြန်ကြည့်ပြရတယ်လीเนาะပြဿနာတော့သိမရှိဘူးအဲ့တော့ကိုကဒါပြီးသွားပြီဆိုရင်ကိုကဒီမှာသွားပြီးတော့သူတို့ရေးခိုင်းတယ်ပေါ့နော်ကုတ်တယ်ရေးပြီးကိုက submit လုပ်ပေါ့အဲ့တော့ဒီမှာဟိုဒီလိုကုတ်ဒီ blank လေးပေးထားတယ်ဒီမှာကိုကဖြည့်ပေါ့နော်ဖြည့်ပြီးတော့ကိုကဒီမှာ submit လုပ်ပေါ့ run code လုပ်ကြည့်ပေါ့မှားလားမှန်လားတကယ်လို့ကိုကမှားနေတယ်မသိဘူးဆိုရင်တော့ hint လည်းယူလို့ရတယ်ပေါ့နော် experience တွေဒီကနေရ right and ဒီကောင်ကဘယ်လိုပြောရမလဲကျွန်တော်တို့ကတော့ကျွန်တော်ရှေ့ကအဲ့တင်ပေးတဲ့ဟာပေါ့နော်9မိနစ်မို့9မိနစ်ကြာတယ်အဲ့ဒါကြည့်လိုက်တယ်ကြည့်ပြီးကို headphone လေး you know headphone လေးတက်ပြီးတချင်းလေးဖွင့်ပြီးတော့သူ့ရဲ့အဖြေရေးကြည့်ရပေါ့နော်အဲ့တော့အဲ့လိုပဲလုပ်ကြည့်ပါနောက်တစ်ခေါက်ပြန်ပြောပြပါမယ်သူကဘယ်မှာရှာလဲဆိုတော့ဒီ land မှာပါပြီးဒီ track ဆိုတဲ့နေရာမှာ career track skill track ရှိရဲအဲ့တော့ဒီတွေက career track ထဲမှာပါပြီးကိုဖြစ်ချင်တဲ့ဟာပေါ့နော်ကိုက data analyst ဖြစ်ချင်တာလားအဲ့ဆိုရင်သူတို့စီမှာ career track လေးခုရှိမယ်data analysis Python analysis Databricks data analysis in all you know so တော်တော်လေးအသုံးဝင်ပါတယ်အဲ့တော့အားလုံးပဲဒီစမှာလည်းအားလုံးပဲဆင်ပြေကြပါသေးနောက်ပတ်ဒီမှာကျွန်တော် UK မှာ data analyst ဘယ်လိုဖြစ်လာခဲ့လဲဆိုတာလေးကိုဗီဒီယိုလေးတင်ပေးမယ်ပေါ့နော်ဘယ်လိုပြင်ဆင်သင့်တယ်ဘယ်လိုပြောရမလဲဘယ်လိုကြိုပြီးတော့ပြင်ဆင်ထားသင့်တယ်ပေါ့နော် interview တော့ပဲမဟုတ်ဘူး technical skills တော့ကိုပြီးတခြား communication etc ပေါ့နော်ဟုတ်ကဲ့ဒီစမှာလည်း